ဒီကောင်လေးကလက်ငါးချောင်းထောင်ပြလိုက်တယ်ဖိုးကို1.5 trillion ပေးမယ်လို့သူကဆိုပါတယ်ဦးလေးဖြစ်သူတွေကပထမတော့ဒါကိုနောက်ပြောင်နေတယ်လို့ပဲထင်ခဲ့ကြတာပါဒါပေမဲ့ကောင်လေးရဲ့မျက်နှာပေးကတကယ်ကိုအတီးပေါက်ဖြစ်နေတယ်နံပါတ်3သမရလောင်းကိုသာထောက်ခံမယ်ဆိုရင်နောက်မှအကျိုးမြတ်က9 trillion ထက်တောင်ကျော်နိုင်တယ်လို့သူကပြောလိုက်ပါတယ်ဒီစကားကြောင့်ဦးလေးဖြစ်သူတွေရဲ့မျက်နှာမှာအပြုံးတွေပျောက်သွားကြတယ်ဘာလို့လဲဆိုတော့သူတို့အဖေကသူတို့ရဲ့သဘောထားကိုအခုလေးတင်ပေးထားပေမဲ့သူတို့ဘာမှပြန်မဖြေနိုင်ပဲဖြစ်နေလို့ပါပဲသမရလောင်းနံပါတ်1နဲ့2ကြားမှာသူတို့တွေဝေခွဲမရဖြစ်နေကြတာပါနောက်ဆုံးတော့သူတို့အားလုံးအဖေဖြစ်သူရဲ့နှင်ထုတ်တာကိုခံလိုက်ရတယ်အကြီးဆုံးဦးလေးကကောင်လေးကိုအရင်ဆုံးလှောင်ပြောင်လိုက်ပြီးနံပါတ်3သမရလောင်းကထောက်ခံမှုအ ਨੇ ဆုံးမှုဘလို့မှမနိုင်ဘူးလို့ပြောပါတယ်ဒါကိုကောင်လေးကစကားတစ်ခုနဲ့ပြန်တုံ့ပြန်လိုက်တယ်ဒီစကားကအခန်းထဲမှာရှိနေတဲ့ဖိုးကိုရုတ်တရက်တုံ့လှုပ်သွားစေခဲ့ပါတယ်ဘာလို့လဲဆိုတော့ဒါဟာသူခန့်မှန်းထားတဲ့ရလဒ်နဲ့ထပ်တူကျနေလို့ပါပဲသူ့ရဲ့အတွေ့အကြုံအရဒါကိုကြိုသိနေပေမဲ့သားသမီးတွေကတယောက်မှဒါကိုရိပ်မိခြင်းမရှိကြပါဘူးအခုတော့သူအကြိုက်မဆုံးဖြစ်တဲ့မြေးလေးကဒါကိုအကဲခတ်မိသွားပြီလေဒါရင်မကသေးပဲထိပ်သီးသမရလောင်း2ယောက်ဟာမကြခင်မှာအချင်းချင်းပြန်တိုက်ခိုက်ကြလိမ့်မယ်လို့မြေးဖြစ်သူကကြိုတင်ခန့်မှန်းခဲ့ပါတယ်ဒါဆိုကျွန်တော်သွားခွင့်ပြုပါဦးဘယ်သူမှမထင်မှတ်ထားတဲ့အချက်ကတော့ကောင်လေးထွက်သွားတဲ့အချိန်မှာပဲအိမ်တော်ထိန်ကအရေးကြီးတဲ့အခန်းထဲကိုအပြေးလွှားရောက်လာခဲ့တယ်ပြီးတော့သူက TV ကိုဖွင့်လိုက်ပါတယ် TV မှာတော့ထိပ်သီးသမရလောင်း2ဦးအချင်းချင်းအကြီးအကျယ်တိုက်ခိုက်နေကြတဲ့သတင်းထူးတွေတက်လာခဲ့ပါတယ်ဒါကိုကြည့်ပြီးအားလုံးမှင်တက်သွားကြတယ်အနောက်ခန်းထဲမှာရှိနေတဲ့ဖိုးဖိုးဟာဘာစကားမှမပြောဘဲ TV ကိုပဲစိုက်ကြည့်နေမိတယ်အဲ့ဒီအချိန်မှာပဲပြန်ဖို့လုပ်နေတဲ့ဝီလီယံကိုအိမ်တော်ထိန်ကရုတ်တရက်တားလိုက်ပါတယ်တကယ်တော့ဒါတွေအားလုံးကဝီလီယံမျှော်လင့်ထားတဲ့အတိုင်းပါပဲဘာလို့လဲဆိုတော့သူ့မှာအတိတ်ဘဝကအမှတ်ရစရာတွေရှိနေလို့ပါအနာဂတ်မှာဘာတွေဖြစ်လာမလဲဆိုတာကိုသူကကြိုသိနေတာဖြစ်ပါတယ်